ကျွန်တော်တို့စင်ကာပူမှာအဝတ်တွေဘယ်လိုလှမ်းရလဲဆိုတော့ပြရမယ်နော်ဒီမှာအဝတ်တွေကိုအဲ့လိုတန်းမှာတင်ဒီလိုညှရတာပေါ့ဒီကြိတ်ခုညှချင်ရနှစ်ခုညှချင်ရပြီးတော့ဒီမှာညှဒီလိုထိုးတော့အဝိရှော်တဲ့နဲ့ရှော်တဲ့သူတွေအတွက်ကတော့ပြဿနာမရှိဘူးပေါ့နော်ဒါမှမဟုတ်ကိုကတစ်ထည်နှစ်ထည်လောက်ကိုပဲလက်နဲ့ရှော်လိုက်တာဆိုလို့ရှိရင်တော့ရေဒီပါတွေအောက်ကိုကျလို့မရဘူးရေဒီပါတွေအောက်ကိုတစ်စက်စက်ကျနေလို့ရှိရင်သူတို့ကခန်းတစ်ခါလာခောက်ပြီးတော့ဟိုပြောတာမျိုးဒါမှမဟုတ်လို့ရှိရင်တိုင်တာမျိုးလို့ရှိတယ်နော်သတိထားကြပါမယ်